ဖေဟိုအလုတ်တချို့ကူလုပ်ချင်ပေမဲ့မတော်တဆရွှေတုံးတုံးတူးမိသွားတယ်အဲ့ဒီနေရာစားပြီးအိမ်မိုးကိစ္စတွေလုပ်တိုင်းကောင်းကင်မုံကကျွန်တော်ကိုရေရောစွာဆူချလိမ့်မယ်ကျွန်တော်ပေါ်တန်ကျွေးခဲ့တဲ့ကြက်တကောင်တောင်အဖိုးမဖြတ်နိုင်တဲ့ပလဲတစ်လုံးပေါက်သွားတယ်ကျွန်တော်မိသားစုမကြခင်မှာပဲအရန်ချမ်းသာလာပြီးမိဘတွေတောင်ကုမ္ပဏီတစ်ခုတိတ်လေးအတီးထောင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ဘာမှမသိခဲ့ဘူးကျွန်တော်တို့မိသားစုကအရန်ဆင်းရဲတယ်လို့ယုံကြည်နေတော့မယ်ဒါကြောင့်ငွေရှာပြီးမိသားစုကိုထောက်ပံ့ဖို့မြို့ကိုသွားပြီးအလုပ်ရှာခဲ့တယ်မကြခင်မှာပဲပြောင်းရွှေ့ရေးသမားအထည်အလုပ်ရခဲ့တယ်ဘဝကဘလောက်ပဲခက်ခဲပါစေကျွန်တော်မိသားစုဖုံးဆက်ကိုင်းကျွန်တော်အဆင်ပြေပြီးဒုက္ခလုံးဝမခံစားရဘူးလို့အမြဲပြောခဲ့တယ်ကျွန်တော်မိသားစုကကျွန်တော်ကိုယုံကြည်ခဲ့တယ်ဒီနေ့မှာဟိုတယ်တစ်ခုမှာပစ္စည်းတွေပြောင်းရွှေ့နေတော့ပွဲအပွဲနဲ့ကျွန်တော်တွေ့ခဲ့တယ်ဟိုတယ်ပိုင်ရှင်ကသူ့သမီးရဲ့အတွက်အိမ်ရှင်လုပ်ပေးနေတယ်မိန်းကလေးကသူ့မိဘတွေရွေးချယ်ထားတဲ့ချမ်းသာတဲ့ချစ်သူတွေကိုမကြိုက်ဘူးဒါကြောင့်ကျွန်တော်ချက်သွားတာကိုမြင်တော့တွန့်ဆုတ်ခြင်းမရှိပဲရွေးချယ်ခဲ့တယ်ဒါပေမဲ့ဟိုတယ်ပိုင်ရှင်ကဆင်းရဲတဲ့တော်သားလေးကျွန်တော်ကိုအထင်သေးပြီးကျွန်တော်ကိုပြန်ခိုင်းခဲ့တယ်သူတို့ကကျွန်တော်ကိုတလားအစမ်းသုံးခွင့်ပေးခဲ့တယ်သူတို့ကျွန်မကိုဘယ်လိုပဲနှိပ်စက်ပါစေကျွန်မကအလုပ်ကြိုးစားပြီးအလုပ်တိုင်းကိုအလေးနဲ့ထားခဲ့တယ်မိန်းကလေးရဲ့မိဘတွေကကျွန်မကိုတဖြည်းဖြည်းမြင်လာတယ်အသစ်အစမ်းတစ်ခုအနေနဲ့ပေါ့နောက်ဆုံးတော့ကျွန်တော်ကိုလက်ခံဖို့အဆုံးဖြတ်လိုက်ကြတယ်တစ်ချိန်တည်းမှာပဲကျွန်တော်မိသားစုရဲ့ကုမ္ပဏီဝင်ငွေက10ဆတိုးလာတယ်ဒါပေမဲ့မိသားစုဝင်ငွေ2ဆတိုးလိုက်တိုင်းအပြင်မှာကျွန်တော်ဒုက္ခရောက်နေရလို့အမေကတော့လုံးဝမပြောဘူးအဖွားကလည်းကျွန်တော်အတွက်စာပွဲကိုအဆုံးသတ်ဖို့အချိန်တန်ကြီးလို့ထင်ခဲ့တယ်ဒါကြောင့်မိသားစုတစ်ခုလုံးကကျွန်တော်ကိုအမှန်တိုင်းပြောပြဖို့ဆုံးဖြတ်လိုက်ကြတယ်တစ်ချိန်တည်းမှာပဲညင်းပယ်ခံရရဲ့ချမ်းသာတဲ့ချစ်သူကမိန်းကလေးကကျွန်တော်ကိုရွေးချယ်ခဲ့တာကိုရှက်ရွံ့စွာခံစားခဲ့ရတယ်ဒါကြောင့်ကျွန်တော်တို့ပြဿနာရှာဖို့လာခဲ့တယ်သူ့မိသားစုရဲ့တော်စားလွှမ်းမိုးမှုကိုအားကိုးပြီးမိုးရွာထဲမှာသူ့ကားဆေးဖို့ကျွန်တော်ကိုအမိန့်ပေးခဲ့တယ်မိန်းကလေးရဲ့မိဘတွေကသူ့ကိုတားသွားမလို့ပဲဒါပေမဲ့သူတို့ကချစ်သူရဲ့မိသားစုနဲ့မရှင်နိုင်ဘူးသူတို့ကိုခက်ခဲတဲ့အခြေအနေမျိုးမှာမထားချင်ဘူးကျွန်တော်ကားဆေးဖို့မိုးသိမ်းထန်စွာရွာနေတဲ့အချိန်ထဲဆင်းသွားခဲ့တယ်ဒါကိုမြင်တော့မိန်းကလေးကကျွန်တော်ဘေးမှာရပ်ပြီးဝင်ထုတ်ဝင်ဖို့ကိုမျှဝေဖို့ကြွေးချယ်ခဲ့တယ်ဒါကချမ်းသာတဲ့ချစ်သူကိုပို့ပြီးစိတ်နှောက်ယှက်ထစ်စေပုံရတယ်သူကတမင်တကာပြဿနာရှာပြီးကျွန်တော်ကိုလောင်ပြောင်ပြီးကျွန်တော်ဘဝရဲ့ဂျန်တဲ့အချိန်အတွက်တည်းသူကားကိုဆေးကြောဖို့တင့်တော်တယ်လို့ပြောခဲ့တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်မိသားစုကဟိုတယ်ကိုရောက်လာကြတယ်မိုးသေးထန်စွာရွာသွန်းမှုအတွင်းကျွန်မအနိုင်ချင်းခံရသည်ကိုမြင်တော့သူတို့ရင်ကွဲသွားကြတယ်ကျွန်မဘယ်မှာအရက်တီပေးရအတွက်သူတို့ရဲ့လက်ထောက်ကိုကားထဲသို့ဝဲတိုက်ခိုက်လိုက်တယ်ချမ်းသာတဲ့ရေးစားရဲ့ကားကိုဖျက်ဆီးပစ်လိုက်ကြတယ်ပြီးတော့သူတို့ကကျွန်တော်ကိုဟိုတယ်ထဲခေါ်သွားပြီးအမှန်တရားတစ်ခုလုံးကိုလူတိုင်းကိုဖွင့်ပြလိုက်တယ်ဒါပေမဲ့ချမ်းသာတဲ့လူငယ်ကမယုံဘူးအဲ့ဒီအချိန်မှာပဲသူ့အဖေကဖုန်းဆက်ပြီးချက်ချင်းအိမ်ပြန်ဖို့အမိန့်ပေးလိုက်တယ်သူ့ကိုနောက်တစ်ခါပြန်တွေ့တော့မယ်လို့မထင်ဘူးဒါကိုကြိုက်ရင် subscribe လုပ်ဖို့မမေ့နဲ့နောက်တစ်ခါဆိုရင်ပို့ပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ကဘာဒီစီခေါ်ထွားပေးမယ်